皆さん、こんにちは。ノーバです。ကျွန်တော်တို့ entry level 新ခန်းစန်း master reading စောင့်ထဲကစာပိုင်းလေးတွေကိုဖတ်တာအခုဆိုရင်17ပုံမြောက်ရှိပြီပေါ့နော်။はい始めましょうね။ဒါဆိုရင်စာပိုင်းမဖတ်ခင်မှာ vocab လေးနဲ့ရှင်းပြအောင်ရင်လုပ်ကြမယ်။ပထမတစ်ခုကနှုံမှုတောက်တည်ဟာတာကြတော့ဒီအရေးပြားပြောတာပေါ့နော်။ရှင်မီးကကြတော့ဒီအရေးပြားမှာပေါ်တဲ့အဆက်အပြောက်လေးတွေမြန်မာဆိုမဲ6ပေါ့နော်။အဲ့လိုမျိုးပြောတာ။ဒါကြတော့ can q ခက်ကဆိုရင် can q ကသူတေသနာကိုပြောတာခက်ကရလဲဆိုရင်သူတေသနာရလဲပေါ့ခိုးကကြတော့ဒီအာနိတင်ပေါ့နော် effect ရှိတယ်အာနိတင်ရှိတယ်ရှိခုမီးကြတော့သူ့ရဲ့အလုပ်လုပ်ပုံဖွဲ့စည်းပုံ structure ကိုခေါ်တာပေါ့နော်ထိုင်းယိုကကြတော့နေမင်းကိုပြောတာနေမင်းဆိုတာကောင်းကင်ကနေကိုပြောတာပေါ့နော်ဟီကာရီကအလင်းရောင်အထာရူကကြတော့ဒီထိမှန်ဒီဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်နေအောင်ကြီးနဲ့တုံမယ်ဆိုရင်နေအောင်ကြီးကြားရောက်တယ်နေအောင်ကြီးထိရဲဆိုတဲ့အဓိပ္ပာယ်နင်းကန်ကကြတော့ဒီ human being ပေါ့နော်လူသားတွေထိုင်းနိုင်ငံကြတော့လူခန္ဓာကိုယ်တွင်းပြောတာဒါကြတော့ခက်စိဆန်းစို့ဒါကြတော့ပြန်ရင်တော့ active oxygen ပေါ့နော် science term တစ်ခုပေါ့ scientific term တစ်ခုအဲ့တော့ဒီခက်စိဆန်းစို့လို့ပဲမှတ်နိုင်မယ်ပေါ့နော်မြန်မာလိုပြန်မယ်ဆိုရင်တော့နည်းနည်းတော့ပြန်ခံပါပေါ့နော် active ဖြစ်တဲ့ oxygen active oxygen လို့ပဲမှတ်ထားလိုက်ပါမယ်ယူပါရဲလူကကြတော့ဒီ core ဒီရဲ့ passive ခေါ်ခံရသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်Bushitsu ကကြတော့ဒီ substance တစ်ခုဓာတ်တစ်ခုပေါ့နော်ဓာတ်တစ်ခုဒါလည်း scientific term တစ်ခုပဲဓာတ်တစ်ခုအဲ့လိုမျိုးပြောတာဒါကြတော့ gan in ကအကြောင်းရင်းဖြစ်စေတဲ့အကြောင်းရင်း melanin ဒါကြတော့ melanin ရဲ့အတန်ထွက်ကိုပဲယူထားတာ Fukumare ကကြတော့ဒါ passive ပဲပေါ့နော်ထဲတွင်ထားသည်ဆိုတဲ့ဟာကိုဒီ passive နဲ့ရေးလိုက်တော့ထဲတွင်ထားခြင်းခံရသည်ဆိုရင်ပါဝင်သည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ဒါကြတော့ polyphenol ဆိုရင် polyphenol ကိုအတန်ထွက်ရေးထားတာပေါ့နော်ဟာတာရာခီကကြတော့အလုံးလုံးပုံသူရဲ့ function ချီစာကုစလို့ဆိုရင်တသေးလေးဖြောင်းလုပ်တယ်ဆိုတော့ရော့နေစီရဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဖူကူမာကကြတော့ထည့်သွင်းထားသည်ပေါ့ဒါကြတော့ bio ကအလားပါဆိုင်ရာကိုပြောတာအလားပါကိုပြောတာနိုမီမူနိုကကြတော့ဒီတောက်เสียပေါ့နော်ခောက်ဝမ်းမျက်နှာထဲရလက်ချာအီရိုကြီးကကြတော့အမျိုးရောင်ထန်းကကြတော့ဒီအမတ်လို့ပြောလို့ရတယ်အဆက်ပြောက်တယ်လို့ပြောလို့ရတယ်ဟဲ့အဲ့ဆိုရင်စာပိုက်ဖတ်ကြမယ်ပထမဆုံးတစ်ကြောင်းကတော့ထုံးစံတိုင်း次の文章を読んで質問に答えなさい答えは1、2、3、4から最も良いものを一つ選びなさいはいコーヒーを多く飲む人ほどဒီကော်ဖီကိုများများတောက်တဲ့သူဆိုလို့ရှိရင်ねဟာဒါနိုရှီမီကဒီအသားအရည်မှာအဆက်ပြောက်တွေပေါ်တာကဒေခီနီခွီပေါ်ဖို့ခက်ခဲတယ်တိုအီကိုကန်ကျူခက်ခါကအရုကော်ဖီများများတောက်တဲ့သူတွေကအသားအရည်မှာအဆက်အပြောက်ဖြစ်တာနဲတယ်လို့ပြောတယ်သူတေသနာရလက်ရှိပါတယ်တဲ့နာဇေခိုဟီနီဆိုနိုယိုနာခိုကာကအရုနိုဒါတော့ကဘာကြောင့်မို့ကော်ဖီမှာအဲ့လိုမျိုး effect ပေါ့နော်အဲ့လိုမျိုးအကျိုးသက်ရောက်မှုအာနိသင်ရှိနေတာလေတဲ့ဆိုနိုရှိကူမီဝခိုးတဲ့အရုအဲ့ဒီအလုံးလုံးပုံကခိုးဒီလိုမျိုးတဲ့အရုဖြစ်ပါတယ်太陽の光に当たるとဒီနေရောင်ခြည်ရဲ့အလင်းရောင်နဲ့ထိမိလို့ရှိရင်ထိရဲ့ချိန်ကြရင်ပေါ့နော်နင်းကန်တို့ထိုင်နိုင်တဲ့လူတွေရဲ့ခန္ဓာကိုယ်ထဲမှာတဲ့ခက်စေဆန်းစို့တို့ယူပါれる物質ができるဒီခက်စေဆန်းစို့ active oxygen ပေါ့နော်အဲ့လိုမျိုးခက်စေဆန်းစို့လို့ခေါ်တဲ့ဓာတ်တစ်မျိုးပေါ့နော်အဲ့ဒါကဖြစ်လာတယ်ပေါ့နေအောင်ကြီးနဲ့ထိလို့ရှိရင်ခိုရဲကအဲ့ဒီခက်စေဆန်းစို့ကရှင်မီနိုကန်အင်တိုနာရုဘုချစ်ဒီမဲချောက်တည်ရဲ့အကြောင်းရင်းဖြစ်လာမဲ့ဓာတ်ပေါ့နော်မေလနင်လို့ခေါ်တဲ့မဲချောက်တည်ဖြစ်စေတဲ့ဓာတ်ကိုအိုဖူရရှိတဲ့ရှိမောက်တိုးပွားလာစေရပေါ့နော်နေအောင်ကြီးနဲ့ထိတွေ့ရညာရင်ခက်စေဆန်းစို့လို့ခေါ်တာဖြစ်လာတယ်အဲ့တက်ဖြစ်လာရင်မေလနင်ကိုတိုးစေတယ်ပေါ့စကရှိဒါပေမဲ့လည်းတဲ့ခိုးဟီနီဒီကော်ဖီမှာတက်ဆန်ဖူကူမာရေတို့ပါဝင်အများကြီးပါဝင်တဲ့ပိုလီဖဲနိုတို့တို့အီယိုပုစတိုဝဒီပိုလီဖဲနိုလို့ခေါ်တဲ့ဓာတ်ကားတဲ့ခက်စေဆန်ဆိုနိုဟာတာရာကီကိုဒီခက်စေဆန်ဆိုရဲ့အလုံးလုံးတာကိုချီဆာကုစတဲ့ကရေဒူတိုယူဒီနေပါသွားစေရပေါ့နော်ခက်စေဆန်ဆိုအလုံးလုံးပုံနေပါသွားစေရဆိုတဲ့အဲ့လိုနဲ့コーヒーを飲む人はဒီကော်ဖီတောက်တဲ့လူတွေကရှီမီကဒေကီနီခွီတိုယူဝါခေတာဒီအဆက်ပြောက်တွေဖြစ်လာဖို့
နည်းတယ်လို့ပြောတာဖြစ်ပါတယ်တဲ့ပိုလီဖင်နိုကိုထောက်ဆက်ဖူကူမိုကိုဟီဝဒီပိုလီဖင်နိုအများကြီးပါနေတဲ့ကော်ဖီရတဲ့ဘီယိုနီအလားပါအတွက်အနိုမီမိုနိုတာတိုယေဆိုတာအလားပါအတွက်ကောင်းတဲ့တောက်စရာတစ်မျိုးပဲလို့ပြောနိုင်တဲ့ပုံပါပဲတဲ့ဟဲ့သူကကျတော့ရှီမီကိုပြန်ရှင်းထားတာခအိုရထဲနာတူနီဒီမျက်နှာရည်တက်ဒီမှာတေကီကိုဖြစ်ပေါ်လာတတ်တဲ့ချအီရိုဤထန်ဒီအညိုရောင်အဆက်ပြောက်ပေါ့နော်ဟဲ့အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာပိုက်ကိုအစဆုံးဂျပန်လိုပြန်ပြီးတော့ဖတ်ကြမယ်ပေါ့နော်ကိုဟီအိုအိုကုနိုမူဟီတိုဟိုတို肌のシミができにくいという研究結果がある。なぜコーヒーにそのような効果があるのだろうか。その仕組みはこうである。太陽の光に当たると人間の体内で活性酸素と呼ばれる物質ができる。これはシミの原因となる物質メラニンを増やしてしまう。しかしコーヒーにたくさん含まれるポリフェノルという物質は活性酸素の働きを小さくしてくれるという。それで、コーヒーを飲む人はシミができにくいというわけだ。ポリフェノルをたくさん含むコーヒーは美容にいい飲み物だと言えそうだ。はい、それ、メゴンパチメ。この文章によると、ဒီစာပိုက်အတိုင်းဆိုရင်ပေါ့နော်ခက်စေဆန်ဆိုဆိုတာတော့ကဒွန်းနာဘရှိtsကဘလိုမျိုးတက်ညူတယ်ပေါ့နော်ခက်စေဆန်ဆိုဟိုက်အဲ့တော့မြန်မာပြန်ပြပါမယ်ရှင်မီယိုဒကီနီကုကုစရုဘရှိtsဒီမဲကြောက်ဖြစ်ပေါ်တာကိုခက်ခဲစေတယ်ပေါ့နော်မဲကြောက်တိတ်မဖြစ်စေမဖြစ်အောင်လုပ်ပြီးတဲ့တက်ပါတဲ့ပိုလီဖင်နိုလိုအိုဖီယာစ်物質ポリフェノールကိုခေါ်တဲ့ဓာတ်ကိုတိုးပွားအောင်လုပ်ပေးတဲ့ဓာတ်メラニンを増やす物質メラニンをတိုးအောင်လုပ်တဲ့ဓာတ်コーヒーの中に多く含まれる物質ကော်ဖီထဲမှာအများကြီးပါတဲ့ဓာတ်အဲ့တော့အဖြစ်မှန်ကဘာဖြစ်မလဲはい皆さんお疲れ様でしたまた会いましょうね Just take the first step and the next